English မှာအချိန်နဲ့ပတ်သက်ပြီးမေးခွန်းနေမိတဲ့အခါ When did you arrive? How long have you been waiting? ဆိုတဲ့မေးခွန်းတစ်ခုကတူတလို့လို့နဲ့တကယ်တော့အတိတ်ဘက်ကလုံးဝကိုကွဲပြားနေပါရဲ့။ကဲဒီနေ့ဒီရှုပ်ထွေးမှုကိုရှင်းရှင်းလင်းလင်းချစ်သွားအောင်တစ်ချက်ချင်းစီသေချာလေ့လာကြည့်ကြရအောင်။ကဲဒီနေ့ဘာတွေလေ့လာကြမလဲဆိုတဲ့ season လေးကိုယဉ်ကြည့်လိုက်ရအောင်။ပထမဆုံးအချိန်တိ point နဲ့အချိန်ကာလ period ဘာကွာလဲဆိုတာကိုနားလည်အောင်လုပ်မယ်။ပြီးရင်တော့ when နဲ့ how long ကိုဘယ်လိုမေးမလဲ for နဲ့ since ကိုဘယ်လိုသုံးမလဲဆိုတာကိုဆက်လေ့လာကြမယ်။နောက်ဆုံးမှာတော့အရာသုံးဝင်နဲ့ it's been ပုံစံလေးကိုလေ့လာပြီးအားလုံးကိုပြန်ပြီးအနှစ်ချုပ်တော့မှဖြစ်ပါတယ်။ဟုတ်ပါပြီပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်။ဒီတစ်ခုတည်းသောခြားနာချက်ကိုသာတည်တည်ချာချာနားလည်သွားရင်လေကျန်တာတွေအားလုံးကလွယ်သွားပါပြီ။အဲ့ဒါကတော့အချင်းကိုအတိအကျပြောချင်တာလားဒါမှမဟုတ်အချင်းကာလတစ်ခုအကြောင်းပြောချင်တာလားဆိုတာပါပဲ။ကဲလွယ်လွယ်ကူကူဥပမာလေးတစ်ခုနဲ့စကြည့်ကြမယ်။လမ်းမှာပတ်စကားစုပ်နေတဲ့သူတယောက်ကိုတွေ့တယ်ဆိုပါစို့သူစုပ်နေရနဲ့ပတ်သက်ပြီးဘယ်လိုမေးခွန်းမျိုးတွေမေးလို့ရနိုင်မလဲ။ကဲမှကြည့်လိုက်ပါ။မေးခွန်းတစ်ခုကကြည့်လိုက်ရင်တော့စင်တူတယ်လို့ပဲနော်။ဒါပေမဲ့တောင်းတဲ့ information ကလုံးဝကိုကွဲပြားနေတာ။တစ်ခုကဘေးချီမှာစရောက်လဲဆိုတဲ့အတိအကျအချိန်ကိုမေးတာထည့်ပြီးတော့နောက်တစ်ခုကတော့အခုထိဘယ်လောက်ကြာကြာစောင့်နေပြီလဲဆိုတဲ့ချိန်ကာလ duration ကိုမေးတာပါ။ဒီလိုရှုပ်ထွေးမှုကိုဖြေရှင်းမှုအတွက် temporal perspective dashboard ဆိုတဲ့စိတ်ကူး idea လေးတစ်ခုကိုသုံးကြည့်ကြရအောင်။ဒါကအချိန်ကိုရှုမြင်ပုံနှစ်မျိုးခွဲပြီးနားလည်ရလွယ်အောင်အများကြီးကူညီပေးပါလိမ့်မယ်။အခုဒီ dashboard မှာအထက်ကအစိပ်ပိုင်းတစ်ခုပဲရှိပါတယ်။ဘယ်ဘက်ကပင်းပုံလေးကျန့်ပဲဒါကအချိန်အတိအကျကိုပြတယ်။ညာဘက်က progress bar ပုံလေးကျန့်ပဲ0ဒါကတော့အချိန်ကာလတစ်ခုလုံးကိုပြပါတယ်။ဒီအမသားလေးနှစ်ခုကိုတေချာမှတ်ထားလိုက်ပါနော်။ကဲဒါဆိုရင်ပထမဆုံးတစ်ခုဖြစ်တဲ့တိကျတဲ့အချိန်တစ်ခုအဲ့ဒီ pin point လေးအကြောင်းကိုဘယ်လိုမေးမလဲဆိုတာကြည့်လိုက်ရအောင်။မှတ်ထားရမှာကဒါပါပဲ။အတိတ်ကတိကျတဲ့အချိန်တစ်ခုကို pin point လုပ်ပြီးမေးချင်တယ်ဆိုရင်when ကိုအမြဲတမ်း past simple tense နဲ့ပဲတွဲသုံးရပါမယ်။ဥပမာအနေနဲ့ဒီဝါကြလေးကိုကြည့်လိုက်ပါ။မိုးဆွဲယူရတဲ့အတိအကျချင်းအစမှတ်ကိုပဲတည်ကျင်တာဖြစ်တဲ့အတွက် one နဲ့ past simple ဖြစ်တဲ့ did start ကိုသုံးထားတာတွေ့ရပါလိမ့်မယ်။ဟုတ်ပြီ။အခုနိုင်ရှင်မိုးရဲ့နောက်တစ်ချမ်းကိုတွားကြည့်ကြရအောင်။အချိန်ကာလတစ်ခုဒါမှမဟုတ်ကြာချိန်တစ်ခုကြောင့်ဘယ်လိုမေးမလဲဆိုတာပေါ့။ဒုတိယ formula ကတော့ပစ္စုပန်အထီးစက်တိတ်ဖြစ်နေတဲ့လုံဆောင်မှုတစ်ခုရဲ့ကြာချိန်ကိုမေးချင်တယ်ဆိုရင် how long ကို present perfect tense နဲ့တွဲသုံးလေးရှိပါတယ်။ကဲဒီမှာဆိုရင်ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်ရပြီ။ဘယ်ဘက်ကပင်းထော်မေကွန်းကအစမတ်ကို past simple နဲ့မေးတယ်။ညာဘက်က progress ပါမေကွန်းကတော့အခုထိကြာချိန်ကို present perfect နဲ့မေးတာပါ။ tense ဒီဘလို့ပြောင်းသွားလဲဆိုတာသတိထားကြည့်နော်။မေခွန်းနေတယ်မဟုတ်ဘူးနော်။အဖြေတွေမှလည်းအချိန်အတိအကျနဲ့အချိန်ကာလကြကခြားနာချက်ကပေါ်လွင်နေတော့ပါပဲ။ an hour အကိုကအတိတ်ကအချိန် point တစ်ခုကိုရည်ညွှန်းပြီး for an hour ကတော့ကြာချိန်တစ်ခုလုံး duration ကိုရည်ညွှန်းပါတယ်။ Okay ကြာချိန်ကိုဘယ်လိုမေးရမလဲဆိုတာသိပြီဆိုတော့အခုအဲ့ဒီကြာချိန်ကိုပြန်ဖော်ပြဖို့အတွက်မှန်ကန်တဲ့စကားလုံးတွေလိုလာပြီ။အဲ့အရေးကတော့ for နဲ့ since ပဲဖြစ်ပါတယ်။ for ကတော့ရှင်းရှင်းလေးပဲ။သူကအချိန်ကာလစုစုပေါင်းဘယ်လောက်ကြာလဲ။အဲ့ဒီ progress bar တစ်ခုလုံးရဲ့အရှိကိုပြောချင်တဲ့အခါသုံးပါလေ။ဥပမာ for 2 hours for 5 days for a long time ဆိုတာမျိုးပေါ့ since ကတော့အဲ့ဒီ progress bar ရဲ့အစမှတ်ဖြစ်တဲ့ pin ကိုယူညွှန်းပါတယ်ဘယ်ချိန်ကလေးကစဖြစ်ထတာလဲဆိုတာကိုတိတိကျကျပြောချင်တဲ့အခါသုံးပါတယ်ကဲဒီဇယားလေးကိုတစ်ချက်ကြည့်လိုက်ရင်ပို့ပြီးတော့ရှင်းသွားလိမ့်မယ် for ရဲ့နောက်မှာအချိန်ကာလတစ်ခုလိုက်ပြီး since ရဲ့နောက်မှာတော့အစပြုတဲ့အချိန်အတိအကျတစ်ခုလိုက်တာကိုတွေ့ရမှာပါဒါကမှတ်ရအလွယ်ဆုံးနည်းပဲကြာချိန်ကြောင်းပြောဖို့အတွက်နောက်ထပ်အထုံးများပြီးအရန်အထုံးဝင်တဲ့ပုံစံတစ်ခုကိုလေ့လာကြည့်ကြရအောင်ဒီပုံစံက it's အချိန်ကာလ since အတိတ်ကဖြစ်ရဆိုပြီးလာပါတယ်ဒီအစင်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ရုံနဲ့အလွယ်တကူတည်ဆောက်နိုင်ပါတယ်ဒီဥပမာလေးကိုကြည့်လိုက်ပါ for ကိုတုံးထားတဲ့ဝါချက်နဲ့အဓိပ္ပာယ်ကအတူတူပါပဲဒါပေမဲ့ပြောတဲ့ပုံစံလေးပဲကွာသွားတာပါဒီလိုပုံစံမျိုးကိုလည်းမကြာခဏကြားရမှာဖြစ်လို့ဒီကြမထားသင့်ပါတယ်ကဲနောက်ဆုံးအပိုင်းကိုရလာပါပြီအခုချိန်ထိလေ့လာခဲ့တဲ့ကြောင်းရအားလုံးကိုမှတ်ရလွယ်တဲ့လက်နက်ကိရိယာအဆောင်toolkit လေ့ကျကိုဖြစ်စူးစီးပေးတော့ပါမယ်ဒါကြောင့်အဓိကအချက်ကတော့ဒါပါပဲအချိန်ကိုမေးတော့မယ်ဆိုရင်ကိုအရင်မေးလိုက်ပါမေးကြည့်တာက pin dot လားဒါမှမဟုတ် progress part time လားဆိုတာပေါ့ pin ဆိုရင် when နဲ့ past simple ကိုသုံးပါ progress part ဆိုရင် how long နဲ့ present perfect ကိုသုံးပြီး for ဒါမှမဟုတ် since နဲ့ဖြေလိုက်ရုံပါပဲအရင်ရှင်းပါတယ်ကဲဒီနေ့လေ့လာခဲ့တာတွေကိုချက်ချင်းအသုံးချကြည့်ဖို့တော့မေကုန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ရအောင်ဒီမနက်ကတွေကလောက်ဖြစ်နေတဲ့အရာတခုကို since သုံးပြီးဝါကြတဲ့ကြောင့်တိဆောက်ကြည့်လို့ရပါတယ်ဒီချင်းလင်းချက်ကအားလုံးအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်
Rocket English စာကိုအခြေခံကစပြီး Master ဖြစ်ချင်သူတွေအတွက်အကောင်းဆုံး AI ဖော်ဆောင်မှု Boxbar Level English Grammar ဆိုတာနဲ့လူတိုင်းသိတဲ့ကဘာကျော် Raymond Murphy ရဲ့ English Grammar in Use ကိုအခုဆိုရင် AI နည်းပညာနဲ့ပေါင်းစပ်ပြီးအလွယ်ကူဆုံးလေ့လာလို့ရနေပြီနော်ဒီ AI learning စနစ်မှာပါတယ်ပါမလဲ Check it Grammar AI Assistant သင် mission နဲ့ grammar အခန်းတွေကိုအချိန်မရွေးမေးမြန်းနိုင်မယ် Check it Google Support ကဘာထုံ Google နည်းပညာနဲ့ချိတ်ဆက်ထားလို့ဘာသာစကားစုံ multilingual နဲ့ဘာသာပြန်ပြီးလေ့လာနိုင်မယ် Check it Real Time Correction ကိုရေးလိုက်တဲ့စာကြောင်းတွေကိုချက်ချင်းစစ်ဆေးပေးပြီးအမှားပြန်ပေးမဲ့ function ပါဝင်တဲ့ Check it Interactive Lessons Murphy ရဲ့သင်ခန်းစာတွေကိုပြင်းစရာမကောင်းအောင်ပုံလေးတွေဥပမာလေးတွေနဲ့လေ့လာရမှာပါဝိုးနိုင်ငံပေါင်း200နီးပါးကဘာသာစကားစုံနဲ့အသုံးပြုနိုင်ခြင်းဒီစနစ်ကိုမြန်မာနိုင်ငံတင်မကပဲတကပိုင်းလုံးကနိုင်ငံပေါင်း190ကျော်မှာရှိတဲ့ဘာသာစကားပေါင်းစုံနဲ့အသုံးပြုနိုင်အောင် Google ကပံ့ပိုးပေးထားလိရှိပါတယ်သင်ကအလုပ်အတွက်ပဲဖြစ်ဖြစ်အကြောင်းအတွက်ပဲဖြစ်ဖြစ် English grammar ကိုအပိုင်ငိုင်းခြင်းတဲ့ဆိုရင်တော့ဒါဟာတင်တဲ့အကောင်းဆုံး digital ဆရာပဲပေါ့ Fun ဒါနဲ့အတူ English စာလေ့လာမှုကိုအဆင့်မြင့်တင်လိုက်ရအောင်ထုတ်ဝေသူ AAII.Asia Phone number 9592525669566930409759